နောအေတင်းဘောရှာတွေးမှုနေသိပ္ပံကြကြတမန်ကျန်းစာရှူတောင်ဒီဟောပြောချက်မှာနောရဲ့တင်ပေါ်ကြီးအကြောင်းနဲ့ပတ်သက်ပြီးတမန်ကျမ်းစာနဲ့သိပ္ပံပညာရဲ့ထူးခြားတဲ့ဆက်နွယ်မှုကိုဖော်ပြထားပါတယ်။နောရဲ့တင်ပေါ်ကြီးအကြောင်းကျမ်းစာဖော်ပြချက်ကမ္ဘာဦးချမ်းအခန်းကြီး6ကနေ9အထိမှာပါဝင်တဲ့နောရဲ့နဲ့ရေလွှမ်းမိုးခြင်းအကြောင်းအရာကိုဟောပြောသူကရှင်းပြခဲ့ပါတယ်။ဘုရားသခင်ကလူသားတွေရဲ့မကောင်းမှုကြောင့်စိတ်ထိခိုက်ခဲ့ပြီးကမ္ဘာမြေကိုတန်ရှင်းဖို့ရေလွှမ်းမိုးခြင်းကြီးကိုဆေးလို့ဖို့ဆုံးဖြတ်ခဲ့ပါတယ်။တိုးတော်လည်းဖြောင်းပတ်တဲ့နောယေကိုဖျားသခင်ကကယ်တင်ခဲ့ပါတယ်။ဖျားသခင်ကနောယေကိုတင်ပေါ်ကြီးသစဉ်ဆောက်လုပ်ဖို့ညွှန်ကြားပြီးအဲ့ဒီတင်ပေါ်ပေါ်မှာနောယေရဲ့မိသားစုနဲ့တရိษံအမျိုးအစားဆောင်တွဲတွေကိုတင်ဆောင်ဖို့မှာကြားခဲ့ပါတယ်။ဖျားသခင်မိန့်မာတဲ့အတိုင်းနောယေအားလုံးကိုလှုပ်ဆောင်ခဲ့ပြီးရေလွှမ်းမိုးတဲ့အခါတင်ပေါ်ကဘေးကင်းလုံခြုံစွာပေါ်လောမျောနေခဲ့ပါတယ်။တမိုင်းဆိုင်ရာတက်တဲ့အထောက်ထားများနှစ်ပေါင်းများစွာကြာအောင်ဒီဇလန်ကိုတန်တရားရှိသူတွေကတန်တရားထေတာတတ်မှတ်ခဲ့ကြပါတယ်။သို့တော်လည်းမကြာသေးခင်မှာရှေးဟောင်းသူဒေသနာပညာရှင်တွေကဒီကျမ်းစာဖော်ပြချက်ရဲ့တမိုင်းကိုထောက်ခံနိုင်မဲ့တက်တဲ့အထောက်ထားတက်တွေကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။ကမ္ဘာဦးကျမ်းအခန်းကြီး၈မှာရေကျသွားတဲ့အခါတင်ဘောကအာရတ်တောင်ပေါ်မှာနားခဲ့တယ်လို့ဖော်ပြထားပါတယ်။ထိုဗီဒီယိုအရလေရင်ဘော်ကရိုက်ထားတဲ့ဓာတ်ပုံတွေမှာကြီးမားတဲ့အရာတစ်ခုကိုတွေ့ရှိခဲ့ပါတယ်။ဤဟောပြောချက်တွေနောအဲဤတင်ဘောကြီးနဲ့ပတ်သက်တော့နောက်ဆုံးရှာဖွေတွေ့ရှိချက်များကိုဆက်လက်ဖော်ပြထားပါတယ်။ရှေးရောင်းတုတေသနာတက်တဲ့အထောက်ထားဟောပြောသူ၏အဆိုအားတူရကီနိုင်ငံအရှေ့ပိုင်းအာရတ်တောင်မှာမြေကြီးအောက်မြုပ်မိတဲ့ကြီးမားတဲ့စတုကန်ပုံအဆောက်အဦတစ်ခုကိုလေရင်ဘိုးကရိုက်ထားတဲ့ဓာတ်ပုံများအားဖြင့်တွေ့ရှိခဲ့ပါတယ်။ကမ္ဘာဦးကျန်း65မှာဖော်ပြထားတဲ့အတိုင်းတင်ဘောကြီးရဲ့အရွယ်အစားကအင်းတောင်ရွယ်အတိုင်းတာ300ရှည်ပြီး50ကျယ်ပါတယ်။ဤတွေ့ရှိချက်မှာလည်းအဆိုပါအရွယ်အစားနဲ့တိကျစွာကိုက်ညီနေပါတယ်။ထို့အပြင်မြေပြင်ဖောက်တွင်းရေဒါနဲ့စစ်ဆေးကြည့်တဲ့အခါအဆောက်အဦအတွင်းမှာတတုအစိပ်ပိုင်းတွေနဲ့စတူကန်ပုံအပေါက်တွေကိုတွေ့ရှိခဲ့ရပြီးဒါတွေဟာတဘာဝကြောက်ဖွဲ့စည်းမှုမဟုတ်ဘဲလူလို့ဖြစ်ကြောင်းပြသနေပါတယ်။နောက်ဆုံးသူတေသနရှေးအောင်သူတေသနပညာရှင်အများစုကတူရကီနိုင်ငံအရှေ့ပိုင်းအာရတ်တောင်ကိုနောအဲရဲ့တင်ဘောကြီးနားဟဲတဲ့နေရာဖြစ်နိုင်တယ်လို့ထောက်ပြခဲ့ကြပါတယ်။2021ခုနှစ်ကစပြီးတူရကီနဲ့အမေရိကန်တက္ကသိုလ်3ခုပူးပေါင်းပြီး Mount Ararat and Noah's Ark Research Team ကိုဖွဲ့စည်းခဲ့ပြီးဒီ theory ကိုစတင်စုံစမ်းခဲ့ပါတယ်။2022ခုနှစ်ဒီဇင်ဘာလမှာစတင်ခဲ့တဲ့သုတေသနမှာဒူရူပီနာပုံစံလို့ခေါ်တဲ့ဘူမိဗေဒဆိုင်ရာဖွဲ့စည်းမှုကိုစတင်လေ့လာခဲ့ပါတယ်။အီရန်တူရကီနယ်စပ်အနီးဒိုးစစ်ဒေသမှာရှိတဲ့ဒီလီမိုနိုက်ကျောက်နဲ့ဖွဲ့စည်းထားတဲ့164မီတာရှည်လျားတဲ့ဒီနေရာကိုနောအဲရဲ့တင်ဘောကြီးရဲ့ကြောက်ဖိရုပ်တခြင်းလို့ယုံကြည်ကြပါတယ်။ထိုဗီဒီယို၏အဆိုအားပုံမိုလေ့လာမှုတွေလှုပ်ဆောင်မှုလိုအပ်နေသေးတယ်လို့ဖော်ပြထားပါတယ်။တမန်ကျမ်းစာ၏တမိုင်းကြောင်းမှန်ကန်မှုဟောပြောသူကဤရှာဖွေတွေ့ရှိချက်ကတမန်ကျမ်းစာမှတ်တမ်းကိုခိုင်မာစွာထောက်ခံနေပြီးဖျားသခင်ရဲ့နှုတ်ကပတ်တော်ဟာတမိုင်းရယုံကြည်စိတ်ချရတယ်လို့ပြောပါတယ်။နောယေနဲ့တင်မောကြီးရဲ့အကြောင်းအရာဟာစိတ်ကူးရင်ပုံပြမဟုတ်ပဲလူသမိုင်းမှာတကယ်ဖြစ်ပျက်ခဲ့တဲ့မှန်ကန်တဲ့မှန်ကန်ဖြစ်တယ်လို့ဆိုပါတယ်။ရေခဲတွေအောက်မှာညထောင်ပေါင်းများစွာမြုပ်နေခဲ့တဲ့တင်မောဟာနောယေရဲ့မိသားစုတရိษံနေနဲ့နောက်ဆုံးမှာတော့ဖျားသခင်ရဲ့ပဋိညာဉ်ကိုထိမ့်သိမ်းဆောင်ရှောက်ခဲ့တဲ့တင်မောဖြစ်နိုင်တယ်လို့လည်းထောက်ပြခဲ့ပါတယ်။နားခံမှုနဲ့ယုံကြည်ခြင်းဤအဖြစ်အပျက်ကဖျားသခင်ရဲ့ညွှန်ကြားချက်တွေကိုနာခံခြင်းကကောင်းကြီးနဲ့ကာကွယ်မှုရရှိစေတယ်ဆိုတဲ့အရေးကြီးတဲ့သင်ခန်းစာကိုသတိပေးနေပါတယ်။နောယေဟာဖျားသခင်မိန့်မာသမျှကိုတိကျတဲ့အတွင်းအတာတွေအထိပဲနာခံခဲ့ပါတယ်။ထို့သောနာခံခဲ့တဲ့အတွက်ကပ်ပဲ့ကနေလွတ်မြောက်ခဲ့တယ်လို့ဆိုပါတယ်။ပေတရုဩဝါဒစာပထမဆုံး3:20မှာတော့ရှေးကာလ၌ဖျားသခင်သည်နာခံမှုကိုဒီခံတော်မူစဉ်နောယေလေကီကိုပြင်ဆင်စဉ်အခါလူအနှဲငယ်တဲထူသောစိတ်ဝိညာဉ်ရှိရောက်တို့သည်ဝေဖြင့်ကဲ့တင်ခြင်းသို့ရောက်ကြ၏လို့ဖော်ပြထားပါတယ်။ဟေဘဲဩရာဇာ17မှာ9မှာတော့နောယေသည်
ယုံကြည်ခြင်းအားဖြင့်မိမိမမြင်စဘူးသောအရာနှင့်ဆက်ရ၍ဖျားသခင်၏ဗျာဒိတ်တော်ကိုခံရသောအခါကြောက်ရွံ့သောစိတ်ရှိ၍မိမိအိမ်သူအိမ်သားတို့ကိုကယ်တင်ခြင်းအလိုငါသင်္ဘောကိုပြင်ဆင်သည်ဖြင့်လောကီသားတို့ကိုအပြစ်တင်၍ယုံကြည်ခြင်းအားဖြင့်ဖြစ်သောဖြောင့်မတ်တရားတိုင်းကိုအမွေခံရ၏လို့ဖော်ပြထားပါတယ်။ယုံကြည်သူတွေအတွက်သင်ခန်းစာဟောပြောသူရဲ့အဆိုအရနောယေလိုပဲလာမဲ့တရားစီစဉ်အကြောင်းကိုဖျားသခင်ရဲ့တတိပေးချက်တွေကိုယုံကြည်ရမယ်လို့ဆိုပါတယ်။နောယေကခိုလုံရရှာဖို့တင်ဘောပေါ်တက်ခဲ့တယ်လို့ကျွန်ုပ်တို့လည်းကေတင်ချင်းတင်ဘောဖြစ်တဲ့ခရစ်တော်တန်လဲ့ဖို့လိုအပ်တယ်လို့တိုက်တွန်းထားပါတယ်။ဤသွေးရှိချက်၏အကျိုးတရားကိုဒီသွေးရှိချက်ကနော်ယေရဲ့တင်ဘောကြီးဖြစ်ကြောင်းအပိသက်တက်တည်ပြနိုင်ခဲ့ရင်လူတွေရဲ့မြင်ပေါ်ဖီးစားများစွာအကျိုးတရားမှုရှိလိမ့်မယ်လို့ဟောပြောသူကရှင်းပြခဲ့ပါတယ်။တန်တရားရှိသူများအတွက်တင်ဘောကြီးရဲ့တည်ရှိမှုကိုတက်တည်ပြနိုင်ရင်မယုံနိုင်စရာဖြစ်တဲ့အရာတစ်ခုကိုလက်ခံနိုင်ဖို့ခက်ခဲစေပါလိမ့်မယ်။ကျမ်းစာမှာပါတဲ့ချက်လက်တွေနဲ့ကိုက်နေတဲ့တက်တည်တွေကြောင့်လူတွေဟာကျမ်းစာကိုဒနာရီဖြစ်မခုပဲတမိုင်းမှန်တာဖြစ်လက်ခံနိုင်ပြီး၎င်းရဲ့တိကျမှုကိုစဉ်းစားလာပါလိမ့်မယ်။ယုံကြည်သူများအတွက်တော့ဒီတွေးရှိချက်ကဘုရားသခင်ရဲ့နှုတ်ကပတ်တော်အပေါ်ယုံကြည်ခြင်းကိုပိုပြီးခိုင်မာစေပါလိမ့်မယ်။မထင်နိုင်လောက်တဲ့အန်ဘွယ်ကျမ်းစာပုံပြင်ကိုထောက်ခံတဲ့ခိုင်မာတဲ့ရှီးအောင်သုတေသနတတ်သိတွေကကျမ်းစာဟာအမှားကင်းတဲ့အမှန်တရားဖြစ်တယ်ဆိုတာကိုပိုပြီးသိကြစေပါလိမ့်မယ်။လူမှုအတိုင်းဝန်းပေါ်တဲရောက်မှုကျောင်းများနောယေရဲ့တင်ဘောကြီးကိုတွေးရှိတဲ့အခါကျောင်းတွေမှာကျမ်းစာဆိုင်ရာအကြောင်းအရာတွေကိုယေရှုထားတဲ့သင်ယူညွှန်းတမ်းတွေကိုပြန်လည်သုံးသပ်ဖို့ဖက်လာနိုင်ပါတယ်။မိသားစုများတင်ဘောကြီးရဲ့အထီးပြီးချက်ကမိဘတွေကိုသူတို့ကလေးတွေနဲ့ငယ်စဉ်ကတင်ယူခဲ့တဲ့ကျမ်းစာသင်ခန်းစာတွေအကြောင်းပြန်လည်ဆွေးနွေးဖို့အခွင့်အရေးပေးနိုင်ပါတယ်။ဒီသက်တဲ့ကြောင့်ကျမ်းစာရေးအခွင့်အရေးအပေါ်စိတ်ဝင်စားမှုအသစ်တွေဖြစ်ပေါ်လာနိုင်ပါတယ်။နိုင်ငံရေးနယ်ပေါ်မှာနိုင်ငံရေးသမားတွေနဲ့ခေါင်းဆောင်တွေကကျမ်းစာကိုရစ်ရှုထားတာမျိုးမဟုတ်ပဲပြန်လည်စဉ်းစားလာနိုင်ပါတယ်။ကျင့်ဝတ်နဲ့အခြားဘာသာများအပေါ်တက်ရောက်မှုနော်ယေရဲ့တင်ဘောကြီးကိုတွေ့ရှိတဲ့အခါကျင့်ဝတ်ဆိုင်ရာရွေးချယ်မှုတွေနဲ့ပတ်သက်တဲ့ကျမ်းစာရဲ့ဖော်ပြချက်တွေပုံမသက်ဝင်လာနိုင်ပြီးလူမှုဘဝရဲ့အလေဘဟောမှာဖျားသခင်အမှန်တရားကိုပြန်လည်ထားရှိဖို့တောင်းဆိုမှုတွေပုံမခိုင်မာလာနိုင်ပါတယ်။ဘာသာကြီးများဒီတွေ့ရှိချက်ဟာခရစ်ယာန်ဘာသာဂျူးဘာသာနဲ့အစ္စလမ်ဘာသာတို့အပြင်ကျော်လွန်ပြီးပဲ့တင်ထပ်နိုင်ပါတယ်။ဘာကြောင့်လဲဆိုတော့၎င်းတို့ရဲ့ဘာသာတွေမှာလည်းနော်ယေကိုပရိယောဖက်အဖြစ်မှတ်ယူထားလို့ပါ။အခြားဘာသာများဟိန္ဒူဘာသာနဲ့ဗုဒ္ဓဘာသာတို့ကတော့ရေလွှမ်းမိုးခြင်းဇလံကိုတမိုင်းအဖြစ်မှတ်ယူပဲရှေးဟောင်းတုတေသနာတွေ့ရှိချက်တွေကိုညှင်းဆိုနိုင်ပါတယ်။လောကီအမြင်စင်ကဲဖြစ်စဉ်နဲ့တဘာဝတရားကိုအလေးထားတဲ့လောကီအမြင်များကတော့နော်ယေရဲ့လောကီအမြင်ကိုကြော်လုံတဲ့ဖိရနဲ့ပတ်သက်တဲ့အထောက်အထားတွေကိုလက်ခံဖို့အခက်ခဲအကြီးမားဆုံးရင်ဆိုင်ထားပါလိမ့်မယ်။သိပ္ပံပညာအပေါ်တက်ရောက်မှုရေလွှမ်းမိုးခြင်းကဘာတဝါလုံးကိုလွှမ်းမိုးခဲ့တဲ့ရေလွှမ်းမိုးခြင်းရဲ့ခိုင်မာတဲ့အကီတုချက်ကသက်ရှိတွေဟာနှစ်ပေါင်းများစွာရှိနေပြီလို့ဆိုတဲ့စင်ကဲဖြစ်စဉ်အချိန်စရာတွေကိုတုံ့လုပ်စေနိုင်ပါတယ်။နှစ်သိန်းပေါင်းများစွာချမှထစ်ပေါ်လာတယ်လို့ယူဆရတဲ့ဘူမိဗေဒဆိုင်ရာအလွယ်ရာများနဲ့ကြောက်ဖြီယိုတုံမှတ်တမ်းတွေကိုပြန်လည်သုံးသပ်ဖို့လိုအပ်ပါလိမ့်မယ်။အေယာမလူသားတဲ့အကြောင်းဗီဒီယိုကနော်အဲရဲ့သင်္ဘောကြီးတွေ့ရှိမှုကဘာသာရေးနဲ့သိပ္ပံအတိုက်အဝန်းတွေအပေါ်ဘလို့တက်ရောက်မှုတွေရှိနိုင်တယ်ဆိုတာကိုဆက်လက်ပြောပြထားပါတယ်။သိပ္ပံနဲ့ခေတ်ရည်စီကြောင်းယဉ်ကျေးမှုအပေါ်တက်ရောက်မှုများသိပ္ပံဒီတွေ့ရှိချက်ကရေဒီယိုကာဗွန်တတန်းတိုင်းတာခြင်းရေဒီယိုကာဗွန်ဒေးတင်းလိုမျိုးရှေးကြတဲ့ကဘာမြေကိုဖော်ပြတဲ့သိပ္ပံနီးလမ်းတွေကိုတန်တရားဖြစ်စေနိုင်ပါတယ်။အဲ့ဒီအစားကျန်းစာအချိန်စရာနဲ့ကိုက်ညီတဲ့ကဘာမြေအသက်ငယ်တဲ့ဆိုတဲ့ဖန်ဆင်းခြင်းအမြင်သာပိုပြီးခိုင်မာလာနိုင်ပါတယ်။ဒါအပြင်တရိษံတွေရဲ့မျိုးရိုးဗေဒဇီဝဗေဒနဲ့ရေလွှမ်းမိုးပြီးနောက်ပိုင်းပြန့်နှံ့သွားတဲ့ပုံစံတွေကိုပြန်လည်သုံးသပ်ဖို့လိုအပ်လာနိုင်ပါတယ်။ခေတ်ရည်စီကြောင်းယဉ်ကျေးမှုအပေါ်တက်ရောက်မှုများနော်အဲရဲ့ဇလန်ကတချင်းရုပ်ရှင်ပန်းကြီးကားနဲ့စာပေတွေမှာရှိသည်ဖြစ်ပါတယ်။ဒီတွေ့ရှိချက်ကအမှုပညာနယ်ပယ်မှာနော်အဲရဲ့သင်္ဘောကြီးကိုအခြေခံထားတဲ့အရာတွေပုံမများပြားလာနိုင်ပါတယ်။ဥပမာအားဖြင့်ခရစ်ယာန်ဘာသာရေးသချင်းတွေ graphic ဝတ္ထုတွေနဲ့ video game တွေမှာတွေ့လာရနိုင်ပြီးအဲ့ဒီအဖြစ်အပျက်ကိုယုံကြည်ခြင်းနဲ့အချက်အလက်တွေနဲ့ဆက်ဆက်ပေးနိုင်ပါတယ်။ဘာသာရေးနဲ့ယနေ့အတွက်သင်ခန်းစာဘာသာရေးဆိုင်ရာအရေးပါမှုနော်အဲရဲ့ရေလွှမ်းမိုးခြင်းကလူသားတို့ရဲ့အပြစ်ကြောင့်ဖျားသခင်ရဲ့ဝမ်းနည်းပူဆွေးမှုနဲ့တရားမျှတတဲ့တရားစီရင်ခြင်းကိုမိမုံထိုးပြပါတယ်။သင်္ဘောနဲ့တတန်ကတော့ဖျားသခင်ရဲ့ဂရုဏာကိုပုံဆောင်ပါတယ်။ရှင်မဿဲခရစ်ဝင်24:39မှာယေရှုကကိုယ်တော်ပြန်ကြွလာမယ့်အချိန်ကိုနော်အဲခင်မဲ့နိုင်ရှင်ခဲ့ပါတယ်။သင်္ဘောတဲ့အထောက်အတန်းကလူတွေကိုဒီခေတ်ယဉ်ကျေးမှုက
တရားစီစဉ်ခြင်းကိုခံရတဲ့သလားဆိုတာကိုပြန်လည်စဉ်းစားစေပြီးနောင်တရဖို့နဲ့ဖျားသခင်ရဲ့ကြီးစုတော်ကိုပြန်လည်ခန်းစားဖို့တွန်းအားပေးနိုင်ပါတယ်။ယနေ့ခေတ်သင်ခန်းစာနောအဲခေတ်ဟာဘလောက်ပဲမကောင်းဆိုးဝါးဖြစ်နေပါစေဖျားသခင်ကတီးခန့်ပြီးကယ်တင်ဖို့အခွင့်ပေးခဲ့တယ်ဆိုတာကိုပြသနေပါတယ်။ဒီနေ့ခေတ်မှာလည်းမကောင်းမှုတွေနဲ့ကိုချင်းမြတ်ပြတ်စည်းနေတာတွေရှိနေပေမဲ့ယေရှုခရစ်တော်ကိုကယ်တင်ရှင်အားဖြင့်ယုံကြည်သူအားလုံးကိုဖျားသခင်ကကယူနာတော်ကိုပေးနေပါတယ်။ ခီးသွားလုပ်ငန်းနဲ့ထင်းသိမ်းရှောင်းရှောက်ရေးဖျားဖူးရနေရနော်ဤရဲ့တင်ပေါ်ကြီးကိုတက်တည်ပြနိုင်ရင်ပီရမစ်တွေဒါမှမဟုတ်ပင်လတီကျန်းလေးတွေထပ်တောင်စိတ်ဝင်စားမှုပိုပြီးဖျားဖူးခီးသွားနေရဖြစ်လာနိုင်ပါတယ်ဟောပြောသူကခီးသွားလုပ်ငန်းကြောင့်လူတွေကျန်းစာစည်းဦးတည်စေဖို့ဆူတောင်းတဲ့တယ်လို့ဆိုပါတယ်နေရာကိုထင်းသိမ်းခြင်းတာမန်ယူမှုရှိတဲ့ရှေးအောင်သူတည်တနာအဖွဲ့တွေဟာနော်ဤရဲ့တင်ပေါ်ကြီးကိုလေးစားစွာနဲ့လေ့လာပြီးပျက်စီးမှုတွေကနေကာကွယ်ရပါလိမ့်မယ်အနာဂတ်မှာလာရောက်လည်ပတ်သူတွေအတွက်အဆောက်အအုံတွေတည်ဆောက်ပြီးနေရရဲ့တည်မြဲမှုကိုမပျက်စီးအောင်လှုံ့ဆော်ဖို့လည်းအရေးကြီးတယ်လို့ဖော်ပြထားပါတယ်။အာယုံခံစားမှုဟောပြောသူကတင်မောကြီးရဲ့တက်တဲ့အထောက်ထားကိုတာမန်ပြကွဲတစ်ခုဒါမှမဟုတ်တိတ်ပန်နီးကြအန်အောဆရာတစ်ခုအဖြစ်သာမမြင်စေဖို့တတိပေးထားပါတယ်။ကိုယ်တိုင်တွေ့မြင်ရတဲ့တက်တွေဟာဘာသာရေးအသေးပဲကိုနားမလည်ရင်အသေးပဲမရှိပါဘူး။ဝိညာဉ်ရေးရအသေးပဲနော်ရဲ့တင်မောကြီးကဝိညာဉ်ရေးရအသေးပဲအမျိုးမျိုးကိုကိုစားပြုပါတယ်။ နော်ရဲ့တင်ပေါ်ကြီးတွေးရှိမှုအကြောင်းဟောပြောချက်ထားလူသားတို့ရဲ့အဖြစ်ကြောင့်ဖျားသခင်ရဲ့တရားစီရင်ခြင်းကိုရှောင်လွှဲနိုင်ကိုအတွက်နောက်တရခြင်းဟာအရေးကြီးတယ်ဆိုတဲ့အချက်ကိုအဓိကထားဖော်ပြခဲ့ပါတယ်။နော်ရဲ့တင်ပေါ်ကြီးဝိညာဉ်ရေးရဲ့အဓိပ္ပာယ်ကဟောပြောသူရဲ့အဆိုအရနော်ရဲ့တင်ပေါ်ကြီးရဲ့ရုပ်ပိုင်းဆိုင်ရာတတ်သိတွေဟာအရေးကြီးပေမဲ့ဝိညာဉ်ရေးရဲ့အဓိပ္ပာယ်ကပိုပြီးအရေးကြီးပါတယ်။အကိတ်တွေကနေနောင်တမရဘဲနဲ့ရုပ်ပိုင်းဆိုင်ရာတက်တည်အထောက်ထားတွေဟာအဓိပ္ပာယ်မရှိပါဘူး။ဖျားသခင်ရဲ့တရားစီရင်ခြင်းကိုရှောင်ရှားနိုင်ဖို့အတွက်နောင်တရဖို့လိုတယ်လို့လည်းဖော်ပြထားပါတယ်။နော်ရဲ့ပုံသက်တွေနဲ့ယေရှုခရစ်တော်ဒီဗီဒီယိုရဲ့နိကွန်ချိုအနေနဲ့ဟောပြောသူကနော်ရဲ့တင်ပေါ်ကြီးအကြောင်းဆက်လက်သူတေသနာပြုမှုတွေဟာဖျားသခင်ရဲ့နှုတ်ကပတော်ကိုနားလည်စေဖို့အခွင့်အရေးတစ်ခုဖြစ်တယ်လို့ယုံကြည်ထားပါတယ်။နော်ကနာခံတဲ့စိတ်ထားနဲ့ယုံကြည်ခြင်းရှိခဲ့တဲ့အတွက်ဖျားသခင်ရဲ့ကဲ့တင်ခြင်းကိုရရှိခဲ့ပါတယ်။ထိုနည်းတူပဲလူသားတွေဟာလည်းယေရှုခရစ်တော်ကိုယုံကြည်ခြင်းအဖြစ်အပြစ်နဲ့တည်ခြင်းကနေကဲ့တင်ခြင်းကိုရရှိနိုင်တယ်လို့လည်းထောက်ပြထားပါတယ်။ဆူတောင်းခြင်းဟောပြောသူကနော်ရဲ့တင်ပေါ်ကြီးလိုတတ်တဲ့အထောက်အထားတွေထင်သိမ်းပေးတဲ့အတွက်ဖျားသခင်ကိုကျေးဇူးတင်ကြောင်းနဲ့အဲ့ဒီတတ်တွေကကျမ်းစာရဲ့အမှန်တရားကိုပြန်လည်အမှတ်ရစေကြောင်းဆူတောင်းခဲ့ပါတယ်။ဒါအပြင်သူတို့ဟာနော်ရဲ့လိုပဲဖျားသခင်ရဲ့အမိန့်တော်တွေကိုနားခံနိုင်ဖို့အတွက်နဲ့အပြစ်နဲ့တည်ခြင်းကနေကယ်တင်ခြင်းအတွက်ယေရှုကိုပေးအပ်တဲ့အတွက်လည်းကျေးဇူးတင်ခဲ့ပါတယ်။ ကြည့်ရှုမှုအတွက်ကျေးဇူးတင်ပါတယ်။ယနေ့တမန်ကျမ်းစာရှုထောင့်စာမျက်နှာမှာဝိညာဉ်ဆိုင်ရာ TV များနေ့စဉ်တင်ပေးနေပါတယ်။နေ့စဉ်လာရောက်ရှုစားကြဖို့ဖိတ်ခေါ်လိုပါတယ်။ဖခင်ကောင်းကြီးရှိပါစေ။